အားလုံးပဲမင်္ဂလာပါရှင်။ဤဗီဒီယိုမှာတော့ပဋ္ဌာန်းမြန်မာပြန်တပတ်အစီအစဉ် EP3 အဖြစ်တိကပဋ္ဌာနာပါဠိ6ဝိတကတိက1ပရိစ္ဆဝါဒ1ပစ္စယနုလောမ1ဝိပင်္ဂဝါဒစာပိုက်1ရဲ့စာပိုက်အခွဲ9မှ9အထိဆက်လက်ဖတ်ဆိုပေးသွားမှာဖြစ်ပါတယ်။အေးမြများနဲ့စိတ်တည်တည်ကြည်ချင်းဖြင့်ထိုင်နာထောင်ပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။နမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာဝိတကသာဝိစာရံဓမ္မပရိစ္ဆာဟာဝိတကဝိစာရမတောစာဟာဝိတကအဝိစာရောစာဓမ္မဥပိဇံတိဟေတုပစ္စယသာဝိတကသာဝိစာရေခန္တိပရိစ္ဆာဝိတကောစေတသမုဋ္ဌာနိစရူပံပဋိတန္တိခန္တိသာဝိတကသာဝိစာရေခန္တိပရိစ္ဆာဝိတကောကရထစရူပံသာဝိတကသာဝိစာရံဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဓမ္မံတရားကိုပဋိစ္စအစွဲပြု၍အာဝိတကဝိစာရမတောစာဝိတကမရှိဝိစာရမြသာရှိသည်လေဖြစ်သောအဝိတကဝိစာရောစာဝိတလည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇံတိဖြစ်ပေါ်လာကုန်၏သာဝိတကသာဝိစာရိဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္တီနမခန္ဓာတို့ကိုပဋိစ္စအစွဲပြု၍ဝိတကောစာဝိတသည်၎င်းစိတ်တသမုဋ္ဌာနံစိတ်ကြောင့်ဖြစ်သောရူပင်စာယုတ်သည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏ပဋိတန္တိခန္တိပဋိတန္တိခဏ၌သာဝိတကသာဝိစာရိဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္တီနမခန္ဓာတို့ကိုပဋိစ္စအစွဲပြု၍ဝိတကောစာဝိတသည်၎င်းကတ္ထရူပင်စာပဋိတန္တိကမစယုတ်သည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏သာဝိတကသာဝိစာရံဓမ္မံပရိစ္ဆာသာဝိတကသာဝိစာရောစာအာဝိတကဝိစာရမတောစာဓမ္မဥပိဇံတိဟေတုပစ္စယသာဝိတကသာဝိစာနဧကံခန္ဓံပရိစ္ဆာတယောခန္ဓာဝိတကောစာပပေယလာဒွေခန္တိပရိစ္ဆာဒွေခန္ဓာဝိတကောစာပရိတန္တိခန္တိသာဝိတကသာဝိစာနဧကံခန္ဓံပရိစ္ဆာတယောခန္ဓာဝိတကောစာပပေယလာဒွေခန္တိပရိစ္ဆာဒွေခန္ဓာဝိတကောစာသာဝိတကသာဝိစာရံဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဓမ္မံတရားကိုပဋိစ္စအစွဲပြု၍သာဝိတကသာဝိစာရောစာဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သည်လည်းဖြစ်သောအဝိတကဝိစာရမတောစာဝိတကမရှိဝိစာရမြသာရှိသည်လည်းဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇံတိဖြစ်ပေါ်လာကုန်၏သာဝိတကသာဝိစာရံဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါးသောခန္ဓာနမခန္ဓာကိုပရိစ္ဆာအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတသည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏တယောသုံးပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာအစွဲပြု၍ဧကောတပါးသောခန္ဓောစာနမခန္ဓာသည်၎င်းဝိတကောစဝိတသည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာအစွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတသည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏ပဋိတန္တိခန္တိပဋိတန္တိခန္ဓာ၌သာဝိတကသာဝိစာရံဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါးသောခန္ဓာနမခန္ဓာကိုပဋိစ္စအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတသည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏ပပိယလာဒွေနှစ်ပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာအစွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတသည်၎င်းဥပိဇတိဖြစ်ပေါ်လာ၏သာဝိတကသာဝိစာရံဓမ္မံပရိစ္ဆာသာဝိတကသာဝိစာရောစာအာဝိတကဝိစာရမတောစာအာဝိတကအဝိစာရောစာဓမ္မဥပိဇံတိဟေတုပစ္စယသာဝိတကသာဝိစာရံ
ဧကံခန္ဓာပရိစ္ဆာတယောခန္ဓာဝိတကောသစိတ်တသမုဋ္ဌာနိသရူပံပပိယလာဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာဝိတကောသစိတ်တသမုဋ္ဌာနိသရူပံပတိတတိခန္ဒီသာဝိတကသာဝိစာရဧကံခန္ဓာပရိစ္ဆာတယောခန္ဓာဝိတကောသကရတသရူပံပပိယလာဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာဝိတကောသကရတသရူပံသာဝိတကသာဝိစာရံဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဓမ္မံတရားကိုပရိစ္ဆာအစွဲပြု၍သာဝိတကသာဝိစာရောစာဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သည်လည်းဖြစ်သောအာဝိတကဝိစာရမတောစာဝိတကမရှိဝိစာရမျှသာရှိသည်လည်းဖြစ်သောအာဝိတကအဝိစာရောစာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မံတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိ္ပဇန္တိဖြစ်ပေါ်လာကုန်၏သာဝိတကသာဝိစာရဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါးသောခန္ဓာနမခန္ဓာကိုပရိစ္ဆာဆွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတက်သည်၎င်းစိတ်တသမုဋ္ဌာနံစိတ်ကြောင့်ဖြစ်သောရူပင်စာယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏တယောသုံးပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာဆွဲပြု၍ဧကောတပါးသောခန္ဓောစနမခန္ဓာသည်နမခန္ဓာသည်၎င်းဝိတကောစာဝိတက်သည်၎င်းစိတ်တသမုဋ္ဌာနံစိတ်ကြောင့်ဖြစ်သောရူပင်စာယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတက်သည်၎င်းစိတ်တသမုဋ္ဌာနံစိတ်ကြောင့်ဖြစ်သောရူပင်စယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏ပတိတန္တိခန္ဒီပရိတန္တိခဏ၌သာဝိတကသာဝိစာရံဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါးသောခန္ဓာနမခန္ဓာကိုပရိစ္ဆာအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတက်သည်၎င်းကတ္တထာရူပင်စပရိတန္တိကမဇယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏တယောသုံးပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာအစွဲပြု၍တယောတပါးသောခန္ဓာစနမခန္ဓာသည်၎င်းဝိတကောစာဝိတက်သည်၎င်းကတ္တထာရူပင်စပရိတန္တိကမဇယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္ဒီနမခန္ဓာတို့ကိုပရိစ္ဆာဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစဝိတက်သည်၎င်းကတ္တထာရူပင်စပฏิတန္တိကမဇယုတ်သည်၎င်းဥပိ္ပဇ္ဇတိဖြစ်ပေါ်လာ၏သာဓုသာဓုသာဓုနားထောင်ပေးသည့်အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဤအပိုင်းတွင်စာပိုက်1ရဲ့စာပိုက်အခွဲ9မှ9ထိဆက်လက်ဖတ်ဆိုခဲ့ပြီးဖြစ်ပြီးနောက်ထပ်အပိုင်းတွင်ဆက်လက်ဖတ်ပေးသွားပါမည်။ဤများမှုတရားနှင့်အတူနေ့စဉ်ဘဝကိုဖြတ်သန်းနိုင်ကြပါစေ။ Subscribe လုပ်ထားပြီးနောက်ထပ်အသံဖတ်ပိုင်းများကိုလက်လွတ်မခံဖို့ဖိတ်ခေါ်ပါရစေရှင်။ကျေးဇူးတင်ပါတယ်။